အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Apex Silicon chip တွေမှာဘယ်လို software တွေကိုအသုံးပြုသင့်လဲဆိုတာနဲ့ဘယ်လို software တွေ run နေလဲဆိုတာကိုကြည့်ရှုလို့ရတဲ့အကြောင်းအရာလေးကိုမျှဝေသွားချင်ပါတယ် Apex Silicon chip တွေကတော့2020မှာ MacBook Air ကနေစတင်ပြီးတော့ထည့်သွင်းပြီးတော့ဒါဒီ Apex Silicon chip နဲ့ Intel chip ကြားမှာလုံးဝပြောင်းလဲလိုက်တာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိချိန်ထိ Intel software တွေလည်း Apex Silicon chip မှာ run လို့ရတယ် Apex Silicon chip တွေရေးထားတဲ့တည်တံ့ software တွေကိုလည်းအသုံးပြုလို့ရအောင်ဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးကိုယ့်ရဲ့ computer မှာဘယ်လို software run လဲဆိုတာကိုသိဖို့အတွက် application folder ထဲမှာရှိတဲ့ application တစ်ခုကိုအခုလို right click နဲ့ get information ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဒီမှာမြင်ရတဲ့နေရာလေးမှာ kind of application နေရာမှာ application မှာအခုဆိုရင်ဒါ Intel ဆိုရေးထားတာဖြစ်ပါတယ်ဒါဆိုရင်တော့ဒါ Apex Silicon chip ပေါ်မှာ Intel only software ကို run ထားတာဖြစ်ပါတယ်ဒီလိုမျိုးဆိုရင်တော့ဘယ်လိုလုပ်နေလဲဆိုရင်တော့ Apex ကအခုချိန်ဒီမှာဖြုတ်ချသေးဘူး Rosetta ဆိုတဲ့ဒီ Apex Silicon chip ကိုနားလည်အောင်လုပ်ပေးမယ် translate လုပ်ပေးမယ် virtual နားလည်အောင်ပြောရင် virtual machine လို့အသုံးပြုထားတဲ့Rosetta 2ကိုကြားခံပြီးတော့ translate လုပ်ပြီးတော့ run နေတာဖြစ်ပါတယ်အဲ့ဒီအတွက် Apex Silicon chip ပေါ်မှာဒီလို Intel software တွေကို run မယ်ဆိုရင်တော့အသုံးပြုလို့တော့ရတယ် Apex Silicon chip ရဲ့ performance ကိုအပြည့်သုံးလို့ရမှာမဟုတ်ပါဘူးအဲ့တော့ performance လိုတဲ့ Intel version software တွေ run မယ်ဆိုရင်တော့ Apex Silicon chip ပေါ်မှာ run မယ်ဆိုရင်တိုင်းတာတစ်ခုဒီ speed ကတော့နေနေမှာဖြစ်ပါတယ်ဒုတိယကတော့ Universal လို့ခေါ်တဲ့အခုလို application တွေဖြစ်ပါတယ်ဒီ application တွေကတော့ဘယ်လိုလုပ်ထားလဲဆိုတော့ Apex Silicon chip ပေါ်မှာလည်းအသုံးပြုလို့ရအောင်လုပ်ထားမယ်Intel ပေါ်မှာလည်းအသုံးပြုလို့ရအောင်လုပ်ထားပြီးတော့ version တစ်မျိုးလုံးထည့်ထားတာဖြစ်ပါတယ်ဒီလို software တွေဆိုရင်တော့ Intel မှာလည်းသုံးလို့ရမယ် Apex Silicon chip မှာလည်းသုံးလို့ရပြီးတော့နှစ်ခုလုံးပေါ်မှာသူ့ရဲ့ performance အပြည့်ရမှာဖြစ်ပါတယ်တတိယကတော့ဒီလိုမျိုးကွင်းစာကွင်းပိန်းထဲမှာကိုလုံးဝ Apex Silicon chip လို့ဆိုပြီးတော့ရေးထားတဲ့ application တွေဖြစ်ပါတယ်ဒီလို software တွေကတော့ဘယ်လိုမျိုးဆိုရင်ဒီလိုပြနေမလဲဆိုရင်တော့ App Store ပေါ်မှာရှာလိုက်တဲ့အချိန်မှာ iOS version application တွေကို Apex Silicon chip ပေါ်မှာ run နေဆိုရင်လည်း Apex Silicon chip only လို့ပြနေမှာဖြစ်ပါတယ်အဲ့လိုပဲ Mac software ရေးတဲ့လူကလည်း Apex Silicon chip only version ရေးထားမယ်ဆိုရင်အခုလိုပြနေမှာဖြစ်ပါတယ်ဒီလို software တွေကတော့ Apex Silicon chip ပေါ်မှာ run မယ်ဆိုရင်အကောင်းဆုံး performance နဲ့ battery life တွေပါတယ်ဆိုရင်လည်းအကောင်းဆုံး optimize လုပ်သွားမယ် software တွေဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး software version 3ခုရှိတဲ့အချိန်မှာတော့ Apex Silicon chip ပေါ်မှာ နံပါတ်1ကတော့ Apex Silicon chip version ကိုအဓိကဦးစားပေး run မယ်ဒုတိယကတော့ Universal application တွေ run မယ်နောက်ဆုံးကတော့မဖြစ်မနေIntel only version Apex Silicon chip ထဲမှာရှိတဲ့ software တွေဆိုရင်တော့ Intel only version software တွေကိုအခုလို Apex Silicon chip ပေါ်မှာ run မှာဖြစ်ပါတယ်